10ရက်တိတိမင်းထက်ရှိမှတင်တဲ့အခမဲ့တယောက်ခွင့်ကိုမင်းထက်ကနေပေးထားရှိပါတယ်အဲ့ဒါပါလဲဆိုတော့မင်းထက်ခုဒီ post တင်ချိန်ရမင်းထက်ဒါမနက်9နာရီပေါ့နော်ဒါမင်းထက်2 night jewelry မှာမမိုလင်းဖို့တကူဒါရောက်နေရတာဖြစ်ပါတယ်ဆိုတော့မနေ့ကလည်းမင်းထက် MPV shoot တင်နေတဲ့ညရင်မိုးချုပ်တယ်ဆိုတော့ပြီးတော့ဒီရက်ပိုင်းမှာတင်တန်းတက်ဖို့အတွက်ကိုစဖြေနောက်ကျနေပါတော့9လပိုင်းတင်တန်းမေးထားလူအတွက်ကိုမင်းထက်ကနေပြီးတော့10ရက်တိတိတင်တန်းအခမဲ့တယောက်ခွင့်ထပ်ပေးထားဖြစ်ပါတယ်9လပိုင်းမင်းထက်ရှိမှတင်တန်းတက်မဲ့လူတွေကအခုအထူးခွင့်ရမယ်အစီအစဉ်ရှိပါတယ်ဘာကြောင့်လဲဆိုတော့မင်းထက်တို့က9လပိုင်းဒီ18ဝင်းချင်းကြာလို့ရှိရင်ထိုင်းနိုင်ငံဘန်ကောက်မှာလုံးဝမင်းထက် update ဖြစ်တဲ့ဒီထိုင်းရဲ့ Doreen ရဲ့ VN ရဲ့ update class ကြီးကိုမင်းထက်ဒီပေါ်သွားတက်မှာဖြစ်ပါတယ်ဆိုတော့9လပိုင်းတင်တန်းတက်မဲ့လူတွေကကြာလို့ရှိရင်ပုံမှန်တင်တန်းကာလ1လမဟုတ်တော့ပါဘူး1လနဲ့10ရက်လောက်မင်းထက်ကိုအချိန်ပေးရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့နောက်ထပ်တိုးမဲ့10ရက်အတွက်ကိုလည်းမင်းထက်တို့ကနေပေါ့အခမဲ့တင်ကြားခွင့်ရရှိမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့9လပိုင်းတင်တန်းတက်မဲ့လူတွေကအရန်ရောင်တန်ပါတယ်ပုံမှန်တင်တန်းကလာ1လပြင်နောက်ထပ်10ရက်စာတင်တန်းကြည့်ကိုလည်း free အခမဲ့တယောက်ခွင့်ရမှာဖြစ်တဲ့ပြုံမှာမင်းထက်တို့လာမယ်ဒီစက်တင်ဘာလမှာမင်းထက်လုံးဝတွားရောက်တင်ကြားမယ် update class ကြီးမှာရလာမယ်ပညာရက်တွေကိုလည်းအခမဲ့မင်းထက်ကနေပြီးထည့်သွင်းတင်ကြားပေးတော့မှာဖြစ်ပါတယ်ဆိုတော့မင်းထက်ရှိမှတင်တန်းတက်နေကြကလေးဆိုသိတယ်မင်းထက်နှစ်တိုင်း update လုပ်တယ် update လုပ်တိုင်းမှာပဲအဲ့ဒီ update လုပ်တဲ့လမှာလာတက်တဲ့ကလေးတွေအကုန်လုံးမင်းထက်ကနေပြီးဒီဥမာ update ပညာရက်တွေကိုအဲ့ဒီတန်ခွင့်မှာအလည်းအမြဲတမ်းမင်းထက်ထည့်တင်ပြီးအဲ့ဘာကြောင့်လဲဆိုတော့မင်းထက်ဘယ်လောက်ထိတက်ခဲ့တယ်ဆိုတာရယ်မင်းထက်တက်မြောက်တဲ့ဟာကိုဘယ်လိုတင်ကြားမယ်ဆိုတော့မင်းထက်ပြန်ပြီး training ယူတဲ့သဘောမျိုးနဲ့ကိုလည်းသိသားတဲ့လိုမျိုးကိုပြန်တင်ပေးတယ် sharing တွေပြန်လုပ်ပေးတာပေါ့နော်ဆိုတော့9လပိုင်းမှာလုံးဝဒီ2026 2029 update makeup ပညာရက်တွေကိုသင်ချင်တယ်9လပိုင်းပြီးတော့ဝါထွက်တာနဲ့အလုပ်တွေဘွဲတွေသူမီတွေကိုလုံးဝအမိုက်စားလိမ့်နေနဲ့လိမ့်ချင်တယ်ဆိုလို့ရှိရင်တော့ပုံမှန်သင်တန်းကာလ1လထပ်ပို့ပြီးတော့1လနဲ့10ရက်ကိုအချိန်ပေးရမှာဖြစ်ပါတယ်ဆိုတော့ဒီခွင့်ရဘယ်သူရမှာလဲဆိုတော့ဒီရက်ပိုင်းမှာမင်းထက်ကိုစာရီပို့ထားပြီးမင်းထက်တို့စာပြန်နောက်ကျသွားခဲ့မိရဲ့ခလေးတွေပေါ့နော်ဆိုတော့မင်းတို့စာပြန်နောက်ကျသွားလူလည်းဒီရက်ပိုင်းမှာအမြန်ဆုံးဖြည့်ချပေးသွားမယ်အဲ့ဒီကလေးအကောင်လုံးဒီခွင့်ယူရရှိမှာဖြစ်ပါတယ်ဆိုတော့တင်တန်းကြီးကိုလည်းအကောင်လုံးသိချင်နေကြမှာပေါ့နော်တင်တန်းကြီးကကြောက်လို့ရှိရင်တော့မင်းထက်တို့ထပ်မတက်ထားပါဘူးလုံးဝထပ်မတက်ထားပါဘူးအထူးခွင့်ရတစ်ခုလည်းထပ်ပေးထားပါမင်းတက်ရှိမှာမြန်ဆုံးဖြည့်ချက်ချတယ်မြန်အပ်တယ်မင်းထက်ကိုယုံကြည်ရလူတွေအတွက်ကမင်းထက်ကအမြဲတမ်းအထူးခွင့်ရတစ်ခုပေးထားလေးရှိရပါတော့အဲ့ဒါဘာလဲဆိုရှင်မင်းထက်တို့ပုံမှန်တင်တန်းကြီးပုံမှန်တင်တန်းကြည့် make up တီးတန်းဆိုလို့ရှိရင်မတော်အခုဒီနေ့ကတိုင်းစိတ်ယူတယ်အဲ့ဒါအခုလက်ရှိမှာအပ်မယ်ဆိုလို့ရှိရင်တော့19သိန်း9000နဲ့တက်ခွင့်ရမှာဖြစ်ပါတယ်ဒါအပြင်မတော်တို့ဒီလုံးဝသပင်ချီယာကောက်တာနေစပြီးတော့ပေါ့နော် fancy ဇတုံးတွေပါမယ်မြန်မာဇတုံးတွေပါမယ် Thai hair wave 10သိန်းနဲ့ပါမယ်စပင် class ကြီးကိုပုံမှန်15သိန်းယူတာကို19သိန်း9000နဲ့ make up တင်တဲ့အပ်တာနဲ့3သိန်းနဲ့တက်ခွင့်ရမှာဖြစ်ပါတယ်အထူးခွင့်ရပါလဲဆိုတော့make up တင်တဲ့အဲ့လို့ရှိရင်အခုပထမဆုံး9ယောက်ကိုစကလုံးတင်တဲ့ free တက်ခွင့်ရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ make up တင်တဲ့တက်ဖို့ရှာနေကြတဲ့ကလေးအတွက်ကိုဘယ်လို make up တင်တဲ့မျိုးရွေးချယ်ပြီးတက်ကမလဲဆိုမင်းထက်လေးပြောပြချင်ပါတယ်မင်းထက်တင်တဲ့မှာဘာကြောင့်တက်တင်လဲဆိုမင်းထက်က2019 2018ထဲကနေပြီးတော့မှမင်းထက်ကိုယ်တိုင်မတင်ကြားနိုင်နေတယ်ကွာထိုင်းကနေပြီးတော့ဒီဆရာတွေကိုမြန်မာပြည်မှာတင်တဲ့နေစီစဉ်ပြီးတော့တင်ကြားပေးရဖြစ်တဲ့ကြောင့်မို့တင်ကြားမှုအတွေ့အကြုံအားဆောက်လဲရှင်လဲမင်းထက်အများကြီးရထားတာရှိတယ်ပြီးရှင်လဲ branch ပေါင်း100ကျော်မင်းထက်တင်ခဲ့ရဖြစ်တဲ့ကြောင့်မို့မင်းထက်ဘက်ကနေပြီးတော့ကလေးတွေကိုတက်မြောက်အောင်မတင်နိုင်ပါဆိုတာလုံးဝစိတ်ပူစရာမလိုပါဘူးမင်းထက်ရှိမှတက်တယ်ဆိုရှင်ကိုယ်တိုင်စူးစမ်းတင်ယူနိုင်မယ်ဆိုတဲ့စိတ်တစ်ခုတည်းယူလာခဲ့ပါတက်မြောက်ဖို့ကမင်းထက်ရဲ့တောင်းဝင်မှာမင်းထက်လုံးဝ confident ပြည့်နဲ့တေချာတင်ကြားပေးနိုင်မှာဖြစ်ပါတယ်မင်းအရှိမတာကိုင်းအနေနဲ့မင်းထက်ရဲ့ဒီ post အောက်မှာလည်း comment တွေပေးထားရရှိပါတယ်ခလေးတွေမင်းထက်ရှိမှတင်တန်းတရကလေးဘယ်လောက်ထိအနေနဲ့ရဲ့မှာအောင်မြင်နေလဲတင်တန်းကြီး10ခန်းလောက်ယင်ပြီးရတယ်မင်းတို့တင်ရာနဲ့ထောင်နဲ့ချီပြီးကိုယ့်ရဲ့ level မှာပြန်ရှာနိုင်ကြလဲဆိုတာလဲတွေးမိကြမှာပါဆိုတော့မင်းထက်ရှိမှ target တစ်ခုပဲထားတယ်အဲ့ဒါဘာလဲဆိုရှင်မင်းထက်ရှိမှလာတက်သမျှခလေးတွေအကုန်လုံးကတေချာတက်မြောက်စေရမယ်မတက်မချင်းအသက်တင်တေချာတက်မြောက်စေရမယ်တက်မြောက်တဲ့ပညာနဲ့လည်းတင်တန်းကြီးထက်ပို့တဲ့ပတ်စံနေအခွင့်အရေးတွေလုံးဝအောင်မြင်မှုတွေကိုရှာဖွေနိုင်ဖို့လည်းမထက်နေပြီးတင်ချပေးတာဖြစ်ပါတယ်ဒါအပြင်မှာမထက်ကနေပြီးတော့ဘာအခွင့်အရေးတွေပေးထားသေးလဲဆိုတင်တန်းတက်ပြီးပြီဆိုတာနဲ့တခြားမှာဘယ်တော့မှမရနိုင်တဲ့နေရာအခွင့်အရေးတွေပေါ့နော်အဲ့ဒါဘာလဲဆိုရင်တင်တန်းတက်ပြီးဆိုတာနဲ့တက်တာပိုင်းအဲ့လိုမျိုးလုံးဝမလုပ်ဘဲနဲ့3လအတွင်းအချိန်မီအစအဆုံးအလကားပြန်တက်ခွင့်အစီအစဉ်နဲ့ပေးထားဖြစ်ပါအဲကြောင့်မို့ငါသားကဒီတင်တန်းကိုတက်ပြီးတော့အသေးချာမရရမျိုးဆိုရှင်ဘယ်လိုလုပ်ကြမလဲဆိုစိတ်ပူစရာမလိုနောက်အတုတ်တွေမှာအလကားပြန်လာတက်ခွင့်ပေးထားတယ်အဲ့ဆို3လပြည့်သွားလို့တက်လို့မရတော့လားဆိုတော့မဟုတ်ပါဘူး6လအတွင်းမှာအချိန်မီအခမဲ့ပြန်လာကြည့်ခွင့်လည်းပေးထားသေးတယ်အဲ့ကြောင့် make up ပညာရပ်နဲ့လည်းတင်တန်းပြီးသွားခါမှလည်းလုံးဝမစိမ့်နေပဲနဲ့အတွေ့အကြုံတွေယူခွင့်တွေတင်တန်းတက်ခွင့်တွေပေးထားဖြစ်တဲ့ချိန်အပြင်မှာမိသက်ရှိမှာ CI အတွေ့အကြုံလိုချင်လို့ဘွဲ make up လိမ့်နိုင်လိုက်ကြည့်ချင်တယ်သမီးကိုယ်တိုင်လည်းလိမ့်ချင်တယ်သူမီတွေကိုလိုက်ကြည့်ချင်တယ်ဆိုလို့ရှိရင်လည်းမိသက်ကိုယ်တိုင်ကသူမီတွေလည်းလိမ့်နေဘွဲတွေလည်းလိမ့်နေအလှူတွေလည်းလိမ့်နေ
မြန်မာနိုင်ငံရဲ့နာမည်ကြီးအဆိုတော်တွေတရုတ်ဆောင်တွေမင်းသားမင်းသမီးတွေလည်းမထက်လိမ့်ရတဲ့ပြုမှာစီးပွားရေးလုပ်ငန်းရှင်တွေဒီ client တော်တော်များလည်းမထက်ကိုယ်တိုင်က in person soft ပေးနေတာဖြစ်ပါတယ်ဒါကြောင့်မို့လို့တင်နန်းမှာစာတင်တဲ့အတွေ့အကြုံတစ်ခုတည်းမဟုတ်ဘဲနဲ့တကယ်လက်တွေ့မှာ make it လိမ့်တဲ့အတွေ့အကြုံတွေပါမထက်တေချာလေးပေးနိုင်တာဖြစ်ပါတယ်ဒါကြောင့်မို့မထက်ဘက်ကလုံးဝအမခံချက်ပေးနိုင်တာတေချာလည်းမထက်တက်မြောင်တေချာပေးနိုင်တော့အခွင့်အလမ်းကောင်းမြောင်များစွာကိုလည်းဖန်တီးပေးနိုင်တာဖြစ်ပါတယ်နောက်ထပ် post တစ်ခုမထက်တင်အောင်အဲ့ဒါပါလဲဆိုတော့မထက်ရှိရတင်နန်းသားဆိုယုံကြည်ပြီးသား interview မဖြေဘဲနဲ့တန်းခန့်ပေးတဲ့ private design တွေရှိရဲအခုလည်းအဲ့ဒီကနေပြီးတော့အလုပ်တွေခေါ်ထားရရှိရပေါ့နော်ဆိုတော့မထက်ကိုယ်တိုင်လည်းဘိုင်နေတော့တခါလေးအလုပ်တန်းရကြပါတော့ဆိုတော့ private design လည်းပဲကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့အဲ့လိုမျိုးအခွင့်အလမ်းကောင်းတွေမြတ်အများကြီးဖန်တီးပေးတာဖြစ်ပါတယ်ဒါအပြင်လက်ရှိမှာဝန်ထမ်းပြန်လုပ်ချင်တယ်ဆိုလို့ရှိရင်6လပြည့်ပြီလို့ရှိရင်ဝန်ထမ်းတင်နန်းတက်ပြီး6လပြည့်ပြန်တယ်ဝန်ထမ်းပြန်လျှောက်ခွင့်နေမြတ်ဦးစားပေးခန့်ပေးမှုတွေလည်းရှိပါတယ်ဒါကြောင့်မို့လို့တင်နန်းတက်မယ်ဆိုရင်တော့၄နဲ့၄၈6ခွန်3ည3ညတဲ့မြတ်ဖုန်းအများဆုံးဆက်သွယ်မေးမြန်းစုံစမ်းပြီးတော့အနန္တနိုင်ပါပြီအခုလို2026-2029 update ပညာရေးတွေကို makeup ကိုစတုံအောင်တင်ကြားရမယ်အခွင့်အရေးကို19သိန်း9000နဲ့မတက်ပထမဆုံးအနံနဲ့သူ9ရက်ကိုပေးထားဖြစ်ပါတယ်ဆိုတော့9ရောက်ပြည့်သွားပြီးတော့မှ ML လူတွေအတွက်ကလည်းမထက်တို့ကဒီဒုတိယ discount လေးလုပ်ထားပေးရရှိအဲ့ဒါပါလဲဆိုရှင်တော့ makeup တင်နန်းကို19သိန်း9000နဲ့တက်ခွင့်ရမှာဖြစ်တဲ့ပြီးတော့မှစတုံးတင်နန်းလေးထပ်အပ်မယ်ဆိုရှင်တော့15သိန်းနဲ့စတုံးတင်နန်းကို3သိန်းနဲ့တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ makeup ကိုစတုံးကိုအခြေခံနေအသက်တင်ကို22သိန်း9000နဲ့တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်ဒါကြောင့်ပထမဆုံးအနံနဲ့သူက19သိန်း9000နောက်ထပ်ပြီးတော့အနှံမဲ့9ယောက်ကကြာလို့ရှိရင်တော့မထလို့22သိန်း9000နဲ့တက်ခွင့်ရမှာဖြစ်ပါတယ်။ဆုံးဖြတ်ချက်မြန်နဲ့မှန်တဲ့လူတွေကပဲဒီခွင့်ကိုရရှိမှာဖြစ်ပါတယ်။မထက်တင်တန်းကြောင့်မှလုံးဝစိတ်ပူစရာမလိုတာနေရလာမဲ့လူတွေအတွက်အဆောင်တွေကဘာမှစိတ်ပူစရာမလိုပါဘူး။တင်တန်းကြောင့်အဆောင်တွေစီစဉ်ပေးထားရှိပါတယ်။ဆိုတော့မထလို့တင်တန်းကြောင့်နေချိတ်ဆက်ထားအဆောင်ကတော့ရေမိအပြည့်စုံ aircon wifi ပါပြီးတော့တသိန်းခွဲဝန်းကျင်ကနေစရှိပါတယ်။ဒါကလို့မှအပြင်ဆောင်လေးဆို8000တသိန်းလောက်ကနေစရှိရဖြစ်တဲ့အတွက်ကြောင့်မလို့နေရလာမဲ့လူတွေအတွက်ကိုလည်းနေရာထိုင်ခင်းရတယ်ဘာတစ်ခုမှပူစရာမလိုဘူးပေါ့နော်။ဆိုတော့မထလို့တင်တန်းတီနေရတော့ရန်ကုန်မြို့လဲဆိုင်ရင်3လမ်းနဲ့ရွာမကျောင်းလမ်းမှာတည်ရှိရဖြစ်ပါတယ်။ဒါကြောင့်မို့လို့2026-2029 update တွေကိုလည်းထည့်သွင်းတင်ကြားပေးမယ် makeup နဲ့စတုံးကိုလည်းအခြေခံနေအသက်တင်ကြားမယ်အခွင့်အရေးကအခုလက်ရှိမှာဒီခွင့်ရရအောင်ယူထားမယ်ဆိုတော့19သိန်း9000နဲ့9လပိုင်း class ကိုတက်ခွင့်ရမှာဖြစ်ပါတယ်။တင်နန်းစမယ့်ရက်ကတော့9လပိုင်း1ရက်နေပဲဖြစ်ပါတယ်။ဆိုတော့တင်နန်းပြီးမဲ့ရက်ကတော့မထဘူး9လပိုင်း10ရက်နေပေါ့နော်။ဆိုတော့အဲ့ထက်တော့ solve ပြီးဖို့တော့မရှိဘူး။တကယ်လို့မထက်က result မကြိုက်ရင်တော့မထက်လို့နောက်ထပ်တင်နန်းဒီမှာအလကားထပ်တက်ခွင့်ပေးအောင်မှာဖြစ်ပါတယ်အဲ့တော့ကျတော့မထက်ဥမာတင်နန်းတက်တယ်တက်ရင်နဲ့မှမထက် result မကြိုက်တဲ့ကလေးဆိုရှင်နောက်တော့မှပြန်လာတက်ဆိုမထက်ပြန်တက်ခိုင်းပါတယ်ဒါကြောင့်မို့မတက်ဖဲနဲ့မထက်ရှိမှပြန်သွားမယ်လူမျိုးမရှိဘူးပေါ့နော်ဆိုတော့မထက်ဘက်ကအာမခံနေတာတေချာလေးနဲ့တက်မြောင်တေချာပေးမယ်ကိုရိုင်းက makeup နဲ့စတုံးပညာကိုတေချာလေးနဲ့တက်မြောက်ခြင်းနဲ့ပေးလိုက်ရတဲ့တင်နန်းကြီးထက်ကိုမှပို့ပြီးခိုင်မာတဲ့ပညာရေးကိုပို့ပြီးယူချင်တယ်ဆိုလို့ရှိရင်တော့အခုတင်နန်းအရန်တန်ပါတယ်မင်းထက်ကိုရိုင်းကလည်းတင်နန်းသားပါဆိုလို့ရှိရင်မင်းထက်ကဒီလိုတင်နန်းမျိုးဆိုမင်းထက်တော့ကလုံးဝတက်ဖြစ်မဲ့တင်နန်းမျိုးပေါ့နော်တကယ်ကိုလည်းတက်အောင်လို့မထက်ကိုတိုင်းလည်းတင်နန်းသားနေရာနေခံစားပြီးတော့ကိုရီတင်နန်းတက်တော့လိုမျိုးဟိုမှာသွားတက်ဒီမှာသွားတက်နဲ့ထက်ကအဲ့လိုတက်ပြီးတော့ပင်မဆင်းရတာမျိုးမဖြစ်ဘဲနဲ့ဟိုမှာတနေရာမှာတနေရာတေချာတက်ပြီးရနဲ့ကိုမှကိုတကယ်ကိုလက်တွေ့မှာလှုပ်ရှားနိုင်အောင်လို့မထက်တေချာပေးရဖြစ်ပါတယ်ဒါကြောင့်မို့တင်နန်းနဲ့အကြောင်းအသေးစိတ်သိရှိလို့လဲဆိုရှင်မထက်ဖုန်းဖြစ်တဲ့42486333တကယ်ဖုန်း Viber ပဲဖြစ်ဖုန်းပဲဖြစ်ဆက်လို့ရပါတယ်ဒီအပိုင်းမှာစာဝင်နေအရင်များညာဖြစ်တဲ့ကြောင့်မို့မထက်စာလေးကိုအစင်လိုက်ဖြည့်ပေးသွားပါမယ်အစင်လိုက်ဖြည့်ရတဲ့မှာအစင်လိုက်ဖြည့်ပြီးရတဲ့မှာပထမဆုံး9ရောက်ကပဲဒီ discount ရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့အမြန်ဆုံးအချက်နဲ့ဆိုတော့မထက်တင်တန်းကြောင်းကိုလူကိုယ်တိုင်လာအဲ့လိုရတယ်လို့မထက်ကို42486333တက်ကိုဖုန်းဆက်ပြီးအမြန်ဆုံးအနှံလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ် makeup မင်းထက်ပိုင်းမှာရန်ကုန်မြို့လဲတဲ့စိုက်နေ3နဲ့ရွာမကျောင်းလဲမှာတင်တန်းကြောင်းတွေဖွင့်ထားပါတယ် makeup မင်းထက်ပိုင်းတင်တန်းကြောင်းရဲ့ဒီတင်တန်းသားတင်တန်းတူရဲ့လက်ရာတွေဒီလာပမှုတွေတက်မြောက်သွားမှုတွေကိုလည်း comment နေနဲ့ account တွေထဲမှာလည်းဝင်ရောက်ကြည့်ရှုပြီးတော့မေးမြန်းလို့ရပါတယ်ကျေးဇူးများတင်ပါတယ်မင်းထက်9လပိုင်းတင်တန်းမှာပြန်ဆင်း